1946ကနေ1948ခုနှစ်တွင်ဖြစ်ပွားခဲ့သောတောင်ကူမြောက်ဦးစစ်ပွဲသည်တောင်ကူဘီရင်တပင်ရွှေထီးနှင့်သူ၏စစ်သိမ်းနာပတိဘီရင်နောင်တို့ဦးဆောင်ကရခိုင်မြောက်ဦးနိုင်ငံတော်ကိုအင်အားအလုံးအရင်ဖြင့်ကျူးကျော်တိုက်ခိုက်ခဲ့သည့်တမိုင်းဝင်တိုက်ပွဲကြီးဖြစ်သည်တောင်ကူတပ်မတော်သည်မြောက်ဦးမြို့တော်ကိုရီချောင်းကုန်းချောင်းနှစ်ဖက်ညှပ်၍အကွက်ကြကြပြူဟာခင်းပြီးဆင်နွှဲခဲ့သည်တောင်ကူတပ်မြတ်သည်ရခိုင်ဒေသသို့လမ်းကြောင်းနှစ်ခုခွဲ၍စစ်ကြောင်းချီခဲ့ကြသည်ကုန်းချောင်းတပ်စုဘရင်နောင်ကိုယ်တိုင်ဦးစီးပြီးတောင်ကုတ်တောင်ချားလာမှဖော်တူးလုပ်ပြင်ဆင်ခဲ့သောလမ်းကြောင်းမှတဆင့်ရခိုင်ရိုးမကိုဖျက်ကျော်ကရခိုင်ကမ်းရိုးတန်းသို့ဆင်းခဲ့သည်ရေချောင်းတပ်စုမင်းတရားရွှေထီကိုယ်တိုင်ပါဝင်ပြီးတိုက်လေအမြောက်အများပေါ်တူဂီကြီးစားစစ်သားများနှင့်အမြောက်တပ်ဖွဲ့များကိုတေဆောင်ကတောင်ဝီမြို့ဝင်းမှတဆင့်စမ်းတက်တိုက်ခိုက်ခဲ့သည်ကျူးကျော်စစ်၏ပထမအဆင့်အနေနဲ့တောင်ငူတပ်များသည်ရခိုင်တောင်ပိုင်း၏ချက်အခြားကြသောတန်တွေးမြို့ကိုအရင်ဆုံးဝိုင်းရန်တိုက်ခိုက်ခဲ့သည်တန်တွေးမြို့စားမင်းပါဘရင်ကြီးတော်မင်းလှအောင်သည်ကျူးကျော်ရန်သူကိုအပြင်းအထန်ခုခံတော်လဲနောက်ဆုံးတွင်အင်အားမမျှသဖြင့်တောင်ငူတပ်ထံကြာရှုံးသွားခဲ့သည်တောင်ငူတပ်များသည်တန်တွေးကိုသိမ်းပိုက်ပြီးနောက်မြောက်ဦးမြို့တော်စီသို့ချီတက်လာခဲ့သည်ဘရင်မင်းပါကြီး၏ပြူဟာရှေ့တန်းစစ်မျက်နှာတန်တွေးမြို့မှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေချိန်မြောက်ဦးမြို့တော်မှာတော့ဘရင်မင်းပါကြီးဟာမြို့တိုင်းများကိုအဆင့်မြင့်တင်ခြင်းရေတကားများကိုစနစ်တကျပြင်ဆင်ခြင်းတောင်ကူတပ်တွေရဲ့ရေရှည်ဝိုင်းရံမှုကိုကြံ့ကြံ့ခံနိုင်ရန်နှင့်ရန်သူတပ်များရောက်လာချိန်ရိတ်ခါပြက်လက်စီရန်မြို့ပြင်ကစားနာရိတ်ခါတွေဆန်စပါးတွေကိုစီမီအင်အားတွေနဲ့မြို့တကားပေါက်တမတဆင့်မြို့တွင်းကကူတောင်းတွေအတွင်းအပြင်းအထန်တိုးလှောက်ထိတင်းနေခဲ့ပါတယ်မြို့ရိုးတိုင်းကြုံများကိုလည်းစနစ်တကျပြင်ဆင်ထားခဲ့သည်တောင်ငူတပ်များမြောက်ဦးမြို့တော်နေသို့ရောက်ရှိလာသောအခါမြောက်ဦးဘရင်မင်းပါကြီးသည်တားတော်ကြီးအိမ်ရှိဆန်မင်းတိတ်ခါတားတော်မင်းစကြာတားတော်ငယ်မင်းဖလောင်းတို့ကိုစစ်တပ်စစ်ကြောင်းဖွဲ့စည်းကတောင်ငူတပ်များကိုဟန်တားရန်နှင့်တိုက်ထုတ်ရန်စီလွတ်ခဲ့သည်တားတော်သုံးပါသည်ရေစွမ်းတက်တီအပြည့်ဖြင့်တိုက်ပွဲဝင်ခဲ့ကြသည်မင်းပါကြီးကြိုတင်ပြင်ဆင်ပြီးဇွန်တက်စစ်သူကြီးအားကုတ်ခဲ့စေသည်မြောက်ဦးမြို့ယုံနှင့်ကုန်းမြင့်ခန်းတပ်များပေါ်တွင်တပ်ဆန်းထားသည့်ပေါ်တူဂီလုံးအမြောက်ကြီးများသည်ထိရောက်မှုအလုံးရှိခဲ့သည်မြို့တော်၏တဘာဝပထဝီဝင်အနေအထားနှင့်ခိုင်ခန့်လာသောခံစစ်စနစ်ကိုအသုံးပြု၍ခုခံခဲ့သည်ရီလျံစီသောဖြူဟာညဦးမြို့ပပလေးတွင်ချောင်းမြောင်းများဆေးတမန်များနှင့်ရီကန်ကြီးများရှိသည်တောင်ငူတပ်များမြို့ရိုးနာသို့ကပ်မလာစေရန်မြောက်ဦးတပ်များကဆေးများကိုဖွင့်ချကာမြို့ပတ်ဝန်းကျင်တစ်ခုလုံးကိုရီလွှမ်းမိုးစေခဲ့သည်၎င်းဖြူဟာသည်တောင်ငူတပ်မတော်၏စစ်စင်ရေးကိုအကြီးအကျယ်နှောင့်နှေးသွားစေသည်ရီလွှမ်းနေသဖြင့်ရှိတိုးမရပေဒီရီအတက်ကြကြားတွင်ဒုက္ခရောက်နေသောတောင်ငူစစ်သားများကိုမြို့ရိုးပေါ်မှနေ၍အမြောက်များစိန်မြောင်းများဖြင့်တရဆက်ပစ်ခတ်ခုခံခဲ့ကြသည်တောင်ငူတပ်များသည်မြောက်ဦးမြို့တော်ကိုလပေါင်းများစွာဝိုင်းရံထားတော်လဲမြို့ရိုးကိုဖောက်ထွင်းနိုင်ခြင်းမရှိခဲ့ပဲစစ်ပန်းလာခဲ့သည်တစ်ဖက်တွင်လည်းမြန်မာပြည်အလဲပိုင်း၌ရိုးတရာအယုဒ္ဓယတပ်များကျူးကျော်ဝင်ရောက်လာနိုင်သည့်သတင်းများကြောင့်တပင်ရွှေထီးသည်စစ်ကိုအမြန်အဆုံးသတ်ခြင်းနေခဲ့သည်နောက်ဆုံးတွင်နှစ်ဦးနှစ်ဖက်ဆွေးနွေးပွဲများပြုလုပ်ကြပြီးတောင်ငူတပ်မှမင်းပါဘရင်အားလက်ဆောင်ပဏ္ဏာများပြီး၍ချစ်ကြည်ရေးစာချုပ်ချုပ်ဆိုကာစစ်ပြေငြိမ်းခဲ့ကြသည်စစ်ပြေငြိမ်းမှုအရာတောင်ငူတပ်များသည်သိမ်းပိုက်ထားသောတန်တွေအပါအဝင်ရခိုင်နယ်မြေများမှပြန်လည်ဆုတ်ခွာပြီးကြရသည်အချင်းချုပ်အနေနဲ့တောင်ငူတပ်သည်ရေအားကုန်းအားတာလွန်မှုဖြင့်တန်တွေအထိအောင်အောင်မြင်မြင်ကျူးကျော်ဝင်ရောက်နိုင်ခဲ့တော်လေမြောက်ဦးမြို့တော်၏ပြိုင်ဘက်ကင်းတော်ရည်သွင်းခံစစ်ပြူဟာနှင့်ကြမ်းကြမ်းခံမှုကြောင့်မြို့တော်ကိုအပီးအပိုင်မသိမ်းပိုက်နိုင်ပေစစ်ပြည်ငင်းကပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်အားပေးမှုအားကျေးဇူးအထူးတင်ပါသည်